အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Redmi Xiaomi Poco ဖုန်းတွေမြန်မာစာဖောက်အလားအလွယ်ကူဆုံးချင်းတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့မြန်မာစာဖောက်လာချင်းတွေကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ကျွန်တော်ပထမဦးဆုံးဖောက်မရှင်းခင်မှာ Facebook ထဲကိုတစ်ခါဝင်ကြည့်ပါမယ်ဘာမှမရှင်းခင်တော့မြန်မာစာကဒီလိုမျိုးပဲဖြစ်နေပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖောက်လာရှင်းပြီးရင်တော့ထပ်တစ်ခါဝင်စမ်းကြည့်ပါမယ်โอเคဖောက်ချင်းမယ်ဆိုလို့ရှိရင်ပထမဦးဆုံးဖုန်းထဲမှာ original ပါတဲ့ Thumb Store ကိုတစ်ခါဝင်ပေးရပါမယ်မိမိရဲ့ဖုန်းထဲမှာပါတဲ့ Thumb Store ကိုတစ်ခါဝင်ပေးပါမယ်ကြော်ညာလေးတွေပေါ်ရင်တော့အပေါ်မှာရှိတဲ့ screen ကိုပဲနှိပ်ပေးပါမယ်โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအတန်းလေးကိုချွေပြီးတော့ဖောက်ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဒီ site bar မှာနေပြီးတော့ TTA DEV ဆိုပြီးတော့ရိုက်ချပေးပါမယ် TTA DEV ဆိုပြီးတော့ကျွန်တော်ရိုက်ချပေးလိုက်ပါမယ်ပြီးရင်တော့ဒီအောက်မှာ site bar ကိုနှိပ်ပြီးတော့ကျွန်တော်ရှာလိုက်ပါမယ်ပြီးရင်တော့ဒီဘက်ဘေးနားမှာရှိတဲ့ popular path ဆိုတဲ့နေရာလေးကိုတစ်ခါနှိပ်ပေးပါမယ်အဲ့လိုမျိုးနှိပ်လိုက်လို့ရှိရင်မြန်မာစာဖောက်အလှတွေအကောင်လုံးကျလာပါလိမ့်မယ်အဲ့ဒီနေရာမှာကိုကြိုက်တဲ့ဖောက်အလှကို download ဆွဲပြီးတော့ install တင်လိုက်ရင်အဆင်ပြေပါပြီဒီနေရာမှာကိုကြိုက်တဲ့ဖောက်အလှတစ်ခုကိုတင်ဆက်ကြည့်ပါမယ်ဒီမှာကျွန်တော် WhatsApp ဖောက်လေးကို download ဆွဲပြီးတော့ install တစ်ခါတင်ကြည့်ပါမယ်အဲ့ဒါဆိုရင်ဒီကိုကြိုက်တဲ့ဖောက်လေးကိုနှိပ်လိုက်မယ်ပြီးရင်တော့ဒီဘက်ဘေးနားမှာရှိတဲ့ download icon လေးနဲ့ free ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါမယ်ဒီဖောက်တွေကပတ်စံပေးစရာမလိုပါဘူးအလကားသုံးလို့ရပါတယ်အဲ့ဒီ download icon လေးကိုတစ်ခါနှိပ်ပေးပါမယ် download ပြည့်သွားတဲ့အထိကိုစောင့်ပေးရပါမယ် Okay download ပြည့်သွားပြီဆိုလို့ရှိရင် apply ကိုထပ်တစ်ခါနှိပ်ပါမယ်ဒီနေရာမှာ apply ကိုနှိပ်တဲ့နေရာမှာကျွန်တော်တို့တချို့ဖုန်းတွေက power မပိတ်ဘဲနဲ့ဒီတိုင်းချင်းလို့ရပါတယ်တချို့ဖုန်းတွေက power ပိတ်ပြီး power ပြန်တက်မှဖောက်ချင်းတာတွေရှိပါတယ်ဒါကတော့တူပါပဲဒီဖောက်ကိုသုံးမယ်ဆိုလို့ရှိရင် apply လေးကိုထပ်တစ်ခါနှိပ်ပေးလိုက်ပါမယ်ဒီလိုမျိုး apply successfully ပြသွားပြီဆိုလို့ရှိရင်ဖောက်ချင်းတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်home key နဲ့ထွက်ပြီးတော့ခုနကလိုပဲ Facebook ထဲကိုဝင်ကြည့်လိုက်ပါမယ်မြန်မာစာဖောက်လာရှင်းမရှင်းဆိုတာကို Okay ဒီမှာမြန်မာစာတွေကအကောင်လုံးချင်းသွားပြီပဲဖြစ်ပါတယ်ဒီလိုမျိုးလေးdownload ဆွဲပြီးတော့ install တင်ပြီးတော့စမ်းကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်